မေကပုံဆက်တဲ့အခါတာဝီကရင်နဲ့လွမ်းမပြေတာတနေ့တော့မိမိရင်ွေမေးဆက်ဖို့ပြန်ခဲ့ပါမယ်အမေကိုဆွန်သွားအဝေးကပါရှင်နာနာနဲ့ခွဲခွာလာသူမဆုံးသေးတဲ့ပန်းနိုင်ခီစီမြမတန်စင်ကြီးများဆိုမြမပြင်းနဲ့လဲလဲရင်ကျွန်တော်ရဲ့ခမင်းရှိပရိသတ်များစီအချိန်တိုင်းပေးဆက်ရင်နှလုံးသားကဒီအမှုပညာကျွန်တော်ဘဝကြည်ကြအဆုံးမဲ့ပန်းနိုင်စီအမေကိုလွန်လေအမှုပညာခရီးလဲချမ်းညာအပေါ်လီပြီးတရားပင်ရနဲ့လိုက်ပါသလိုပရိသတ်တွေရှိတဲ့အရက်မှာအလွန်ကြီးများသာဆူမိစေပါတိမ်တွေလိုပဲလွေမခီးဆက်ခဲ့ပြီးတချင်းများတွေ့လူဖြစ်ခဲ့သလိုအမေရိတ်ကိုပြန်ခဲ့ခြင်းမီတရားတိုင်းကိုရဲ့မျက်ရည်အမေခွေရိတ်နေတော့ပြန်လာမယ်တနေ့ဆောင်နေပါအမေမလွန်နေလို့တောင်းမှန်မရစီဝီရောက်လာမင်းကြီးပမာအစင်ချဝရအေးတဲ့မြစ်တာပြန်တန်းကြကအမိသားလွန်ပြီအမေကျေးဇူးတွေလေတောင်းဆက်ဖို့ပြန်ခဲ့ပါမယ်အမိမျက်ရည်များမကြဘူးတောင်းမှန်အမေကပုံဆက်တဲ့အခါတာဝီကရင်နဲ့လွမ်းမပြေတာတနေ့တော့မိမိရင်ွေမေးဆက်ဖို့ပြန်ခဲ့ပါမယ်အမေကိုဆွန်သွားအဝေးကပါရှင်နာနာနဲ့ခွဲခွာလာသူမဆုံးသေးတဲ့ပန်းနိုင်ခီစီမြမတန်စင်ကြီးများဆိုမြမပြင်းနဲ့လဲလဲရင်ကျွန်တော်ရဲ့ခမင်းရှိပရိသတ်များစီအချိန်တိုင်းပေးဆက်ရင်နှလုံးသားကဒီအမှုပညာကျွန်တော်ဘဝကြည်ကြအဆုံးမဲ့ပန်းနိုင်စီအမေကိုလွန်လေအမှုပညာခရီးလဲချမ်းညာအပေါ်လီပြီးတရားပင်ရနဲ့လိုက်ပါသလိုပရိသတ်တွေရှိတဲ့အရက်မှာအလွန်ကြီးများသာဆူမိစေပါတိမ်တွေလိုပဲလွေမခီးဆက်ခဲ့ပြီးတချင်းများတွေ့လူဖြစ်ခဲ့သလိုအမေရိတ်ကိုပြန်ခဲ့ခြင်းမီတရားတိုင်းကိုရဲ့မျက်ရည်အမေခွေရိတ်ညံတော့ပြန်လာမယ်တနေ့ဆောင်နေပါအမေမလွန်နေလို့တောင်းမှန်မရစီရောက်လာမင်းကြီးပမာအစင်ချဝရအေးတဲ့မြစ်တာပြန်တန်းကြကအမိသားလွန်ကြီးအမေကျေးဇူးတွေလေတောင်းဆက်ဖို့ပြန်ခဲ့ပါမယ်အမိမျက်ရည်များမကြဘူးတောင်းမှန်ကြီး